မင်းမဟုတ်တော့ငါအတီးရလည်းများသွားလက်စွမ်းပြလက်နဲ့တီးရတာညောင်းလို့6လောက်နဲ့ပြောင်းတီးရအစုံရတယ်ခြေထောက်လက်အကုန်တင်ပေးထားတာကဲမင်းကဲမဟုတ်ငါကြည့်ဟဲ့ဘာသူပြောငါကြည့်ဟဲ့ကြည့်ရမကြီးပြောနေကဲတဲ့ပညာတော်မလွယ်ပါဘူးဗျာကျွန်တော်ကတော့မလွယ်တဲ့ကြားတဲ့ကိုဘာစီရသင်ထားတာဗျာနည်းပညာ1 2 3ဆိုကျွန်တော်မှုတ်ဗျာဟမ်မှုတ်လေဘာသူပြောသိရလေကျွန်တော်တိုင်ကျွန်တော်တိုင်မြင်ပေးတာ1 2 3ဆိုကျွန်တော်မှုတ်မှာဘယ်လိုပြောလဲစမယ်နော်ငါ့ကိုကြည့်ဟဲ့ဘာသူတော့ဟိုပြည့်တဲ့ငါ့ကိုကြည့်လို့1 2 3မှုတ်ပြီဘာလဲ နဲ့ခင်မတက်ရသေးဘူးဟုတ်နေအော်ကုမတက်ပြီကြည့်ပါဘာလဲမဟုတ်ကြည့်ပါလို့မျက်စိမလွဲပါနဲ့ကျွန်တော်ကြည့်လို့1 2 3မှုတ်ပြီကတော့ဒီတော့ပြန်ကြအေးဟောနေစီရတော့အမေတော့ဖုတ်ခိုင်းအမေအားရတော့ညောင်းဟုတ်တယ်နေတန်ကြလေတကယ်ကောင်းတာပဲဒါပါပဲရှိပါသေးတယ်ဗျကျွန်တော်သင်ခဲ့တော့ဆိုဘယ်လိုနေတာဘယ်လိုလုပ်ပြောရင်းဆိုရင်မဟုတ်ပလိုက်မှာနဲ့ရပါဖြစ်တာလေဟာဘယ်လိုကြီးတော့မျက်လုံးနဲ့မဟုတ်ရတယ်ဟဲ့မဟုတ်တာခုနကတော့ကသူကလက်ကနေဘာလို့ဘာပြမဟုတ်ခုနမဟုတ်လိုက်တဲ့လေလက်ချံခုမှထွက်သွားတာဒီတကမဟုတ်ပြီဘာလို့တော်ပြီမမဟုတ်တော့မမုံမှထားပြီအဲ့လိုပဲတခါတလေကိုမနိုင်ဘူးလွတ်ထားတာသူမြည်ချင်းကောင်းပြီနာပဲကဲဆိုင်ဆိုင်ကျွန်တော်တဘောတော့တီးပြတော့ကောင်းနေပြောတော့ကောင်းနေပြော